အလုံးမကျေးဇူးတော်မင်္ဂလာပါဒီကနေ့မှာတော့ရကောက်ခန်းကြီးငါနောက်ဆုံးပိုက်ဖြစ်တဲ့အငယ်နဲ့စီလေးကိုဆက်လက်ဖတ်ပေးချင်တာဖြစ်ပါတယ်မနေ့တော့အဆက်ဖြစ်တယ်ပေါ့နော်တမန်တရားလမ်းမှာလွှဲသွားတဲ့သူတစ်ပါးဒီသူတကူပြန်စီရီမူပါဆိုတဲ့အဆက်ပေါ့နော်အပြစ်ရှိတော့သူကိုမှားယွန်းတော်လမ်းမှာပြန်စီတော့သူဒီဝိညာဉ်ကိုတေချစ်မကေတည်၍များစွာသောအပြစ်တို့ကိုဖုံးအောက်တတ်သည်ဟုသူဒီတိမတ်စေလို့ပြောတယ်အဲ့တော့နောက်တစ်ခါဖတ်မယ်မတိမှာဆိုတော့အပြစ်ရှိတော့သူကိုမှားယွန်းတော်လမ်းမှာပြန်စီတော့သူဒီဝိညာဉ်ကိုတေချစ်မကေတင်၍များစွာသောအပြစ်တို့ကိုဖုံးအောက်တတ်သည်ဟုသူဒီတိမှတ်စေကျွန်တော်တို့ကပြောင်းပြန်ဖြစ်လာကြတယ်မြန်မာပြည်မှာဆိုလွဲမားတော့သူတွေကိုလွဲမားတယ်သူဟောပြောမှုတွေကမှမှန်ဘူးလို့ကျွန်တော်ဝေဖန်ထောက်ပြလာတဲ့အခါမှာထောက်ပြတော့သူတွေကိုဘယ်လိုပြောလာဆိုတော့မနာလူလို့တော့ကိုနေပါလားတော့ဖျားရှင်ပါလိမ့်မယ်တော့အဲ့တော့ကျန်းစာကအဲ့လိုမျိုးမပြောတော့ဒီမှာကဘယ်လိုပြောလဲမာယွန်းတော်လာမပြန်စေတော့သူဒီဝိညာဉ်ကိုတေချစ်မကေတင်၍များစွာသောအပြစ်တို့ကိုဖုံးအောက်တတ်တယ်ကျွန်တော်ကဝေဖန်ချစ်ချင်းမြတ်တာအဖြစ်ဝေဖန်ပေးလို့သူထောက်ပြတော့သူတွေကဘာလို့ဆိုတော့ချစ်ချင်းမြတ်တာအဖြစ်အပြစ်တွေကိုဖုံးအောက်တတ်တော့သူတွေဖြစ်တယ်လို့ရာကောက်ကပြောတာကျွန်တော်ပြောတာမဟုတ်เนาะအဲ့တော့သတိထားစေချင်တယ်ကျွန်တော်လမ်းမှားတဲ့သူတွေကိုကျွန်တော်ကပြန်လေဝေဖန်ထောက်ပြမှာဖြစ်ပါတယ်ပုတ်ခဆိုကားမှာတော့မဟုတ်ပါဘူးလို့အဒါလေးကိုသိစေချင်တာဖြစ်ပါတယ်အရောက်စီတိုင်းမှာပြတ်သူကောင်းကြည့်ချပေးပါစေ